အတွက်ကြောင့်မလို့ဒီနှစ်မှာပေါ့ဒီနှစ်ကအဆုံးသတ်တစ်ခုကိုသွားနေရဆိုတော့အဲ့ဒါအကုန်လုံးရှင်းထုတ်ဖို့လိုတယ်ပေါ့နော်အကုန်လုံးပါပဲအားလုံးစုလို့လည်းလောက်ရမှာပါပဲအကုန်ရှင်းထုတ်စရာရှိရတယ်ရှင်းထုတ်နိုင်မှဒီအသစ် energy တွေကိုဝင်ရောက်ဖို့အတွက်လက်ခံနိုင်မှာဟုတ်ကဲ့ပါဆရာမဒီနှစ်ရဲ့2025ရဲ့ energy ကလည်းပဲသူကဒီမွေနှစ်လည်းဖြစ်နေတဲ့အခါကျတော့တော်တော်များများမှလည်း awakening တွေအများကြီးဖြစ်ခဲ့ကြတယ်ပေါ်ထွက်လာတဲ့ story လည်းအများကြီးရှိကြတယ်ပေါ့နော်မျိုးစုံအဲ့လိုcrisis တွေမျိုးစုံကိုကြုံပြီးတော့မှဒီ land ဖို့ကိုရောက်ရှိလာကြတဲ့သူတွေsoul connection တွေလည်းအများကြီးတွေ့ရတယ်ပေါ့ဒီနှစ်မှာကတဲရောနဲ့ချိတ်ဆက်ကြည့်မယ်ဆိုလို့ရှိရင်နံပါတ်9ဖြစ်တဲ့အတွက်ကြောင့်မလို့ the hermit ရဲ့ energy the moon ရဲ့ energy ဒါနဲ့လည်းချိတ်ဆက်မှုရှိရပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့အတွင်းထဲကအရာတွေကိုရှာဖွေဖို့လိုအပ်သေးတယ်ဒီရှင်းထုတ်ဖို့လိုအပ်သေးတယ်ဘာတွေရှိနေသေးတယ်လဲဘာတွေကိုငါထားခဲ့မှလဲဘာတွေကိုထပ်ပြီးတော့တည်ဆောင်သွားမှလဲဒီအရာတွေကိုကိုကရှင်းရှင်းလင်းလင်းသိရဖို့အတွက်လည်းအရေးကြီးသေးတယ်နောက်တစ်ခုကဒီသမွန်ရဲ့ energy အတွက်ကြောင့်မို့လို့ကိုကကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့အရှိကိုသွားမဲ့အခါမှာအဲ့လိုနောက်ကနေပြီးတော့ပြန်ဆွဲချနေတဲ့ illusion တွေမလုံးနိုင်ခြင်းတွေကိုတန်တရားစိတ်တွေဒါတွေကိုလည်းအကုန်လုံးကထားခဲ့ရမှာပေါ့နော်ဆိုတော့ဆရာမအဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါဦးဟုတ်ဒီနှစ်မှာဟုတ်တယ်အားလုံးကဒီတော်တော်များများ awakening တွေဖြစ်လာကြတယ်ဒါပေမဲ့ awakening တွေဖြစ်လာတဲ့နောက်မှာဘာလိုက်လာလဲဆိုတော့self doubt တွေပေါ့နော်ကိုယ့်ကိုယ်ဖြစ်ခဲ့တဲ့တန်တရားတွေငါလုပ်နေရတွေကမှန်ရဲ့လားဒီຢာတွေကအတူရောင်နောက်ပြီးကြတော့ဒီပေါ့နော်သူဘယ်လိုပြောမလဲဒီပတ်ဝန်းကျင်မှာမြင်လာတဲ့ဥစ္စာတွေကအတူရောင်နေဆိုတာကိုသူတို့သိလာကြတယ်ဒါပေမဲ့သိလာပြီးတော့ဒီအတူရောင်နေခြားထဲမှာငါကအဆင်ပြေပါမလားတင့်တော်ပါမလားငါအနေနဲ့ငါရဲ့ဖြစ်တည်မှုအနေနဲ့အဆင်ဘယ်လိုပြောမလဲနေလို့ထိုင်လို့ရပါမလားဆိုတာမျိုးတွေကိုမေးခွန်းတွေထုတ်လာကြတယ်အဲ့ဒီအပေါ်မှာလည်းကိုကဒါတွေကဖြစ်တတ်တဲ့သဘောတဘာဝတွေရှိတယ်ဒါတွေကဘယ်လိုပြောမလဲဒီကဘာပေါ်မှာပေါ့နော်ဒီကဘာပေါ်နေတော့လေဝင်ကြဖြစ်အောင်နေပြီးတော့လက်ခံရမယ့်အပိုင်းတွေရှိရလေအဲ့ဒီအတွက်ကိုယ်စိတ်ထဲမှာရှိတဲ့ဒီတန်တရားတွေကိုပေါ့နော်ကိုယ်တိုင်မှရှင်းထုတ်ပြီးတော့လက်ခံဖို့အတွက်အများကြီးကိုဘယ်လိုလဲစ조사ရမယ့်အပိုင်းတွေရှိတာပေါ့လေဒီနှစ်မှာနောက်နှစ်ကျတော့လဲဘယ်လိုပြောမလဲဒါတွေကိုကိုကဟိုတချို့အရာတွေကတော့ထားခဲ့ရမယ်တချို့အရာတွေကတော့လက်ခံပြီးတော့ group ဖြစ်အောင်လုပ်ရမှာပဲအဲ့လိုနဲ့သွားရမယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာမဒါဆိုရင်ဆရာမ meditation လေးစတော့မလားဟုတ်လူစုံပြီလားမသိဘူးလူစုံရင်တော့စားလိုက်တော့မယ်ရှင့်ဟုတ်9 minute ဆိုတော့7 minute လောက်ထိစောင့်လိုက်မယ်နောက်ထပ်3 minute လောက်ခဏလောက်နေလိုက်ကြမယ်ပေါ့နော်နောက်နေ့ရဲ့ energy ကလည်းအဲ့လိုပဲအရင်သူကအရင်မြန်ဆန်လွန်းတဲ့အခါကျတော့ပေါ့နော်ကျမတို့ grounding တွေလည်းလွတ်သွားလို့လည်းမရဘူးနောက်နေ့ရဲ့ energy မှာကကိုကအဲ့လို grounding မြင်းစည်းကျွမ်းကျင်ဖို့ပေါ့နော်မြင်းစည်းကိုအဲ့လိုဖြစ်တယ်လို့မျိုးစီးမယ်ဆိုပြီးအဲ့လိုထွက်သွားလို့ကမရဘူးအဲ့အနောက်ကနေပြီးတော့ပြန်ပြီးတော့ control လုပ်တဲ့အရာလေးပြန်ပြီးတော့ဒီကျွမ်းကျင်ကျင်တယ်ပေါ့နော်စီးသွားတတ်ဖို့အတွက်ကလည်းအရင်အရေးကြီးရဲ့နောက်နေ့ရဲ့ energy မှာကလည်းပဲအဲ့တော့ကိုယ့်ရဲ့ဒီဆက်ပြီးတော့တည်ဆောင်သွားရမယ့်အရာတွေလည်းရှိတယ်ဆက်ပြီးတော့လက်ခံပြီးတော့ခေါ်သွားရမယ့်အရာတွေလည်းရှိတယ်ဘာလို့လဲဆိုတော့ကျမတို့အုံနောက်ကဟိုလိုမျိုးကွန်ပျူတာမဟုတ်ဘူးလေနော်ကွန်ပျူတာမဟုတ်တော့ delete ဆိုပြီးတော့အကုန်ဖြတ်ချခဲ့လို့မရဘူးအဲ့တော့တချို့သောဟာတွေကကိုမဖြစ်မနေလက်ခံပြီးတော့မှယူသွားရမယ့်အရာတွေဖြစ်နေတာဟုတ်နောက်တစ်ခုကလေ intuition ရတာကနောက်နှစ်မှာအဲ့လို soul connection တွေလည်းတော်တော်များများအဲ့လိုမျိုးထပ်ပြီးတော့တွေးကြအောင်ပဲလို့ intuition ရတယ်နော်ဆရာမဟုတ်တယ်awakening ဖြစ်ပြီးသားလူတွေလည်းအကြောင်းအကျိုးတိုက်ဆိုင်ထပ်ပြီးတော့ awakening ဖြစ်ကြအောင်ပါပဲဟုတ်ပါတယ်ဆရာမ awakening ကပဲပြီးခဲ့တဲ့ရက်ကပဲဖြစ်ထားတာပေါ့နော် ancestor တွေနဲ့ပတ်သက်တဲ့ awakening လေးဖြစ်ထားတာပြီးမသွားဘူးเนาะဒီဟိုရောက်လာလို့ရှိရင်ပို့ပြီးတော့လောက်ရတဲ့အလုပ်တွေပိုများလာတာပဲရှိတယ်ဒီလိုပြီးတော့
ဇက်တိုက်တွေအဝိတ်ခနေနေလေကိုယ်တွေလည်းဖြစ်တာပဲ ဟုတ်တယ်ဆရာမဒါဆိုရင်ဆရာမစလိုက်ကြမယ်နော်ဟုတ်ကဲ့ screen လေးစပြီးတော့ sharing လုပ်မယ်ဟုတ်ဒီမှာ screen မြင်ကြရဲ့လားဟုတ်မြင်ရပါတယ် အားလုံးစိတ်ကလေးငြိမ်သွားအောင်လေ9 မိနစ်လောက်ဖြစ်ဖြစ် meditation လေးနဲ့စလိုက်မယ်နော်ဆရာမနိုရာကိုဖွင့်ပေးပါလိမ့်မယ် ဟုတ်ကဲ့ဆရာမဘက်က guide လေးလုပ်ဆရာရှိလို့ရှိရင်ဆက်ပြီးတော့လုပ်လို့ရပါတယ်ဟုတ်ကျွန်တော်ဖွင့်ထားလိုက်မယ်နော်စိတ်ကလေးကိုငြိမ်ငြိမ်ထားပြီးတော့လေအေးအေးချမ်းချမ်းလေးနဲ့ဒီအတန်လေးပေါ်မှာစီးမျောပြီးတော့နေပေးရင်ရပါပြီရှင့်ရပါပြီဖွင့်လိုက်လို့ရပြီ
ဟုတ်ကဲ့ပါဆရာမရဲ့ ritual လေးလုပ်မဲ့အပိုင်းကိုရောက်ပါပြီဟုတ်ကဲ့ရှင်အားလုံးစာရွက်နဲ့ပုံစံအဆင်သင့်ရှိလားမသိဘူးရှိပါပြီဟုတ်ကဲ့အော်ဒီနှစ်ပါပေါ့နော်ကိုအဆင်မပြေတဲ့အရာတွေကိုမလိုချင်တဲ့အရာကိုမလိုချင်တော့တဲ့အရာတွေပြီးတော့ဒီကိုနဲ့ဝင်ခွင့်ရမရှိတဲ့အခြေအနေတွေပေါ့နော်လူတွေလည်းဘယ်လိုလဲကိုယ်တငယ်ချင်းပေါင်းသင်းမိတ်ဆွေရလို့ပေါ့နော် X တွေပဲဖြစ်ဖြစ်အကုန်လုံးပေါ့နော်အဆင်မပြေတာတွေကိုချရေးလို့ရတယ်ကိုအဆင်မပြေသမျှကိစ္စတွေအကုန်လုံးကိုချရေးပြီးတော့ဆွန့်ထုတ်ကြမယ်နော်အဲ့အတွက်အချိန်လေးပေးမယ်ရှင်ဘယ်နှမိနစ်လောက်ဆိုရမလဲမသိဘူး ကဲ့ပါ5မိနစ်လောက်ဆိုအဆင်ပြေမယ်ထင်တယ်ဆရာမဟုတ်ဟုတ်ကဲ့ရှင့်ရတယ်ကိုအဆင်မပြေသမျှအရာမှန်သမျှအကုန်ရေးလို့ရတယ်နော်သူစောင့်ပေးမယ်ဒီဥစ္စာလေးကသူ့လောက်လာတယ်2 နှစ်ရှိပြီပေါ့နော် spiritual လောကတွေဝင်လာတဲ့တောက်လျှောက်မှာတော်တော်ကြီးကိုစုအတွက်ဆိုလို့ရှိရင်အဆင်ပြေတယ်တိုးတက်လာတယ်အရှိတစ်ခေါက်ပေါ့နော်ဆရာတယောက်ရဲ့အစီအစဉ်မှာလည်းစုတဲ့အရာလေးကိုလုပ်ပေးဘူးလေဒါဆရာမနဲ့ဒါဒုတိယအကြိမ်လုပ်ပေးတာဖြည်းဖြည်းရေးကြနော်ခေါင်းထဲမှာပေါ်လာသမျှရေးလို့ရတယ်နောက်မှဝင်လာတဲ့သူတွေကလေအခုrelease လုပ်ဖို့လို့ကိုယ့်ရဲ့စွန့်ထုတ်ခြင်းတဲ့အရာတွေကိုရေးနေတာပါဟုတ်
အားလုံးရေးပြီးကြပြီလားရှင့် ဟုတ်ပြီးပါပြီဆရာမဟုတ်ကဲ့မပြီးသေးရင်ဆက်ရေးလို့ရတယ်နောက်ထပ်3မိနစ်လောက်ထိစောင့်လိုက်မယ်နော်အဲ့ဒါဆိုရင် ပြီးပါပြီပြီးတဲ့လူများတယ်ဆိုရင်တော့လေအာပြီးသွားတဲ့စာရွက်ကလေးကိုလေမီးရှို့လို့လွယ်လားရေနဲ့လို့ဖြဲပြီးတော့ရေပြောလိုက်တာလွယ်လား ဟုတ်မီးရှို့တာဆင်နေပါတယ်ဆရာမမီးရှို့လို့လည်းမီးရှို့တာကပိုပြီးလွယ်ပါတယ်ဒီချက်ဟုတ်အဲ့ဆိုလို့ရှိရင်မီးရှို့အခုပေါ့နော်ဘေးစင်မှာဖြစ်တဲ့အဲ့လိုမျိုးလုံမဲ့တနေရာမှာပေါ့နော်အဲ့ဒီစာရွက်လေးကိုမီးရှို့လိုက်ပါမီးရှို့ပြီးသွားလို့ရှိရင်လေအာအဲ့ဒီစာရွက်ကိုဘယ်လိုပြောမလဲရေနဲ့လေအဲ့လိုမျိုးတစ်ခါတည်းရေထဲမှာမရှိတော့ဘူးမျောချလိုက်ပြီဆိုတဲ့ပုံစံမျိုးတစ်ခါတည်းဆေးချပြာကိုပေါ့နော်ဆေးချလိုက်လို့ရတယ်ရှင့်အားလေးတစ်ချက်လုပ်ပေးပါနော်လုပ်ပြီးသွားလို့ရှိရင် energy cleansing လုပ်ပေးမယ်နော်အာပြာဟိုလေးဘယ်လိုပြာကိုရေနဲ့မျောလိုက်နောက်ပြီးသွားလို့ရှိရင်ပြာကိုရေနဲ့မျောလိုက်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်လက်ပါတစ်ခါတည်းဆေးလိုက်ရှင်ပြီးမှရေတောက်ထားပါနော်ဆရာမကျမကလေ toilet ထဲကိုပဲမျောချလိုက်တယ်ဆရာမရရနော်ဆရာမရပါတယ်ဟုတ်ကျေးဇူးပါ
toilet ထဲမျောလိုက်တဲ့အမဟိုပါလေတစ်ချက်လောက်အဲ့ဟိုပါဖြစ်ရင်အဆင်ပြေမယ်ဆိုရင်လေစားပါတခါတည်းအဲ့ toilet ကိုတစ်ချက်ထည့်ပေးပါနော် ဟုတ်ကဲ့ပါရှင်ထည့်လိုက်မယ်နော်ညီမလေးဟုတ် ဟုတ်ကဲ့ရေကလေဖြစ်နိုင်လို့ရှိရင်မတောက်နဲ့ဦးနော်ဘာဖြစ်လို့လဲဆိုတော့ breakfast လုပ်လို့ရှိရင်ဘိုက်အောင်မှာဆိုလို့နော်ဟုတ်လူစုံပြီလားမသိဘူးပြီးကြပြီလားမသိဘူး ဟုတ်ကဲ့ပြီးပါပြီတီချာ ဟုတ်အဲ့ဒါဆိုလို့ရှိရင်သူစားလိုက်တော့မယ် cleansing energy cleansing မှလုပ်ပေးမယ်မျက်လုံးလေးနှိပ်ပြီးတော့ပဲဖြစ်ဖြစ်ခဏလေးနေပြီနော် universe source universe မှာရှိကြတဲ့ဘုရားတွေအဆောင်ရှောက်တွေgodness တွေနောက်ပြီးခြား angels တွေ archangels တွေသက်ဆိုင်ရာပုံထားတဲ့နေရာတည်တည်ကိုစောင့်ရှောက်နေကြတဲ့အဆောင်ရှောက်တွေကော higher self higher realm မှာရှိကြတဲ့အဆောင်ရှောက်တွေဘိုးဘေးတွေအားလုံးကိုတိုင်တယ်ပါတယ်ခုချိန်မှာဆက်ပြီးတော့အားလုံးရဲ့ဘဝဒီလူသားတွေရဲ့ဘဝမှာရှိတဲ့မတင်တော်မအပ်ဆက်တဲ့အရာတွေအားလုံးကိုစွန့်ထုတ်ပါပြီးမကောင်းတဲ့စိတ်အညစ်အကြေးတွေမကောင်းတဲ့ energy တွေbody mind soul heart မှာကန့်ညီနေတဲ့ negative energy တွေပြင်ပဘေးပယောဂတွေအားလုံးကနှစ်ဟောင်းနဲ့အတူကျန်ခဲ့ပါပြီမတင်တော်တဲ့ energy တွေကိုလာပေးထားတဲ့မတင်တော်မအပ်ဆက်တဲ့ energy တွေကိုလည်း return ပြန်လုပ်ပါတယ်အားလုံး karmic cycle တွေလည်းပြီးဆုံးသွားပါပြီ old pattern old cycle တွေအားလုံးပြီးဆုံးသွားပါပြီ2026နှစ်သစ်မှာစိတ်သစ်လူသစ် energy အသစ်နဲ့စတင်ပါတော့မယ်အားလုံးဟာငြိမ်းချမ်းခြင်းနဲ့ချစ်ချင်းမေတ္တာကိုသာလိုလားသူများဖြစ်တဲ့အတွက်ကြောင့်မလို့မည်သို့သောဘေးပရောကအနှောက်အယှက်မျိုးမှာဝင်ရောက်လာခြင်းမရှိတော့ပါအားလုံးထံကိုကောင်းချီး blessing တွေနဲ့အတူကောင်းမွန်တဲ့စတင်ခြင်းတွေရောက်ရှိလာပါပြီအားလုံးဒီက negative energy တွေကိုရှင်းထုတ်ပါပြီမလိုချင်တဲ့ဘဝမှာမလိုချင်တဲ့အရာတွေမအပ်ဆက်တော့တဲ့အရာတွေမတင်တော်တော့တဲ့အရာတွေကအလုံးပြီးသွားပါပြီဆောင်းရှောက်တွေဖျားတွေgoddess တွေသက်ဆိုင်ရာအဆောင်ရှောက် higher self အကုန်လုံးရဲ့ကောင်းချီးပေးမှုကိုအကုန်လုံးလက်ခံနေကြပါပြီသူတို့ရဲ့အားလုံးရဲ့လမ်းညွှန်မှုကိုအားလုံးကရရှိနေပါပြီနှစ်သစ်ကိုစိတ်သစ်လူသစ် energy အသစ်ကောင်းမွန်တဲ့ချစ်ချင်းမေတ္တာတွေအားလုံးနဲ့စတင်ပါတော့မယ်အားလုံးရဲ့စိတ်ထဲမှာဖျားတွေရဲ့အဆောင်ရှောက် universe ရဲ့အဆောင်ရှောက် source ကပေးတဲ့အဆောင်ရှောက် energy တွေအားလုံးရရှိနေပြီလို့စိတ်ထဲမှာမှတ်ယူပေးပါနော်အားလုံးကိုလည်းစောင့်ရှောက်နေပါတယ်အချင်းချင်းအကုန်လုံးကချင်းချင်းအထောက်ပံ့တွေပေးနေကြတာပါဘိုးဘေးတွေရဲ့ချစ်ချင်းမေတ္တာကိုလည်းလက်ခံပါတယ်
ဘိုးဘေးတွေကလည်းစောင့်ရှောက်ပေးကြပါ universe the souls ဖျားတွေအားလုံး god goddess များ angels များ archangels များသက်ဆိုင်ရာဘုံဌာနအသီးသီးမှာရှိကြတဲ့အစောင့်အရှောက်တွေhigher realms higher self အားလုံးဒီ universe ထဲမှာရှိကြတဲ့နေရာအသီးသီးကိုသူနေရာနဲ့သူစောင့်ရှောက်နေကြတဲ့အစောင့်အရှောက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကောင်းမွန်တဲ့ energy ကိုပေးပါကောင်းမွန်တဲ့လမ်းညွှန်မှုတွေကိုပြသပေးပါကျေးဇူးတင်ပါတယ်ချစ်ပါတယ်ရပါပြီဒါလေးနဲ့ခဏmeditation လေးခဏလုပ်မယ်နော်ဆရာမနိုရာဖွင့်ပေးလိုက်မယ်ရှင့်ဟုတ်ကဲ့ဒီဘက်ကအတန်လေးကြားရရဲ့လား ဟုတ်ကြားရတယ်ရှင့်
နော် share လေးကိုရက်လိုက်မယ်ပေါ့နော်အခုဒီဘိုင်းကတော့2026အတွက်ကို manifestation လုပ်ချင်တဲ့အရာပေါ့နော်အကြီးဆုံးကိုလုံးမယ်လို့တွေးထားတဲ့အရာကိုဖြစ်ချင်တဲ့အရာတစ်ခုပဲအကြီးဆုံးပေါ့နော်ဥပမာကိုကနောက်ထပ်မှာနိုင်ငံခြားကျောင်းသားတက်တာမျိုးဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ရင်အလုပ်အသက်စတင်တာမျိုးဖြစ်ကောင်းဖြစ်မယ် relationship နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးလိုချင်တာဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ manifestation အကြီးဆုံးတစ်ခုကိုစတင်ပြီးတော့ intention set ရေးကြမယ်ပေါ့နော်အဲ့တော့အဲ့အတွက်ဒီမှာ3မိနစ်အချိန်ပေးမယ်ပေါ့နော်ဟုတ်ပါတယ်manifest ရေးသလိုမျိုးရေးရမှာပါဟုတ်ကိုတို့တခြားလေးစဉ်းစားပြီးတော့ပေါ့နော်ဖြစ်နိုင်လို့ရှိရင် secret ပုံစံမျိုးထိရေးလို့ရတယ်ကိုကဘယ်အချိန်ဘယ်ကာလမှာတကယ်ကြောက်ရောက်နေတယ်ပုံမှာပေါ့နော်ဘာမေဂျာနဲ့တွားတာဘယ်အချိန်မှာတွားတာစသဖြင့်အသေးစိတ်secret ပေါ့နော်အဲ့ဒါလေးကိုရေးပါဘာဖြစ်လို့လဲဆိုတော့ကျမတို့ manifest လုပ်တဲ့အရာတိုင်းကကျမတို့ရဲ့ future မှာတကယ်ဖြစ်နေတဲ့အရာတွေဖြစ်နေလို့ဒါကျမတို့စိတ်ကလှမ်းပြီးတော့ကိုဖြစ်ချင်တဲ့အရာကိုတွေးနိုင်တာပေါ့နော်တချို့ဟာကြီးကြတော့ရှင်အဲ့လိုမျိုးကိုယ့်ရဲ့ future မှာတကယ်မဖြစ်နိုင်တဲ့အရာတွေဆိုလို့ရှိရင် manifest လုပ်တဲ့အခါကျရင်ကောင်းကောင်းထင်ထင်ရှားရှားမပေါ်တာမျိုးရှိတယ်ဒါကြောင့်တွေးလိုက်တဲ့အရာတိုင်းဒီအရှိရဲ့ timeline မှာဖြစ်နေပြီးသားပဲဒါကြောင့်တတိချာချာလေးစနစ်တကျလေးလုပ်လို့ရတယ်ပေါ့နော်ဟုတ်စာအုပ်ကလေးနဲ့ရေးပါနော်ဒီ manifest ကစာအုပ်နဲ့ရေးရမှာပါဟုတ်တစ်မျိုးတည်းပဲရေးရမှာလားဆရာမကိုဖြစ်ချင်တာတစ်မျိုးတည်းပဲလားဟုတ်ဟိုကလေပို့ပြီးတော့အဲ့လိုမျိုး energy ကောင်းကောင်းရအောင်လို့အများကြီးမရေးခိုင်းတာပေါ့နော်ဖြစ်နိုင်တော့တစ်ခုပဲရေးပါအကယ်၍ကိုမှတခြားလုပ်စရာလည်းရှင်တွဲမရှိနေသေးတယ်ဆိုအများဆုံး3ခုအထိရေးပါဟုတ်
မားတို့တွေရေးပြီးပြီဆိုလို့ရှိရင်စတင်ပြီးတော့ဆရာမနဲ့2 ယောက်အတူတူ healing ပေးမယ်ပေါ့နော်အဲ့တော့ healing ခံယူဖို့အတွက်ကိုယ့်ရဲ့နေရာထိုင်ကလေးကိုကိုယ့်ရဲ့ထိုင်နေတဲ့နေရာလေးကိုတက်တောင့်တက်တာလေးဖြစ်အောင်ပြင်ဆင်ထားပေးပါမိမိရဲ့လက်နှစ်ဖက်ကိုပေါင်တစ်ဖက်တစ်ချက်စီမှာလက်ရမူထရာကိုလက်ညှိုးထိန်တဲ့လက်မထိတ်မှာထိထားပြီးတော့တက်တောင့်တက်တာလေးခန္ဓာကိုယ်ကိုဖြေလျှော့ပြီးတော့စိတ်ကိုဖွင့်ပေးထားပါ crown ရောဖွင့်ပေးပါပြီးရင်မိမိရဲ့ heart ကိုလည်းဖွင့်ပေးထားပါအကောင်းဆုံးအရာများ universe ထဲမှာရှိတဲ့ miracle များဒီအရာတွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုချမ်းပေးမယ်မိမိရဲ့ manifest တွေပြေဝဖို့အတွက်ဆရာမနဲ့2 ယောက်အတူတူ healing ပေးမှာဖြစ်ပါတယ်ဆိုတော့နေရာလေးတွေကိုကျင့်စဉ်ထားပေးပါ ဒီကျဲခြေထောက်ကစင်လာရမှာလားရှင် ဆရာမ ဒီ ဘာ ကျဲ ပြော ကော လိုက်တာ င်း လဲ ဟုတ်ကဲ့ခြေထောက်ကခြေစင်လာရမှာလားလို့သိချင်လို့ ဟုတ်ဒါလည်းရပါတယ်တကယ်ဖြစ်ကိုထိုင်တဲ့နေရာကအနေငယ်ဟိုလိုမျိုးဒီလိုငုတ်တုံးထိုင်ရတဲ့ခုံဆိုရင်ခြေထောက်ကလေးကိုဆင်းထားလို့ရတယ်ဟုတ်ဆိုတော့မျက်လုံးလေးနှစ်ဖက်ကိုမိတ်ထားပေးပါအသက်ကိုပုံမှန်လေးရှုပ်ပြီးတော့မိမိရဲ့အတွင်းအာယုံတစ်ခုလုံးဟာမိမိရဲ့နှာတီးဝမှာပဲထားပေးပါခုချိန်မှာဘာမှမိမိရဲ့စိတ်ထဲကိုအနှောင့်အယှက်တွေအဝယ်မခံဘူးဒီအချိန်လေးဟာကိုယ့်ရဲ့အကောင်းဆုံးအချိန်လေးဖြစ်တယ်ဒီအချိန်လေးဟာကိုယ့်ရဲ့လာမယ့်2026အတွက်အင်အားအသစ်တွေလောင်းတဲ့အချိန်မြေဩဇာတွေထည့်တဲ့အချိန်ဖြစ်တယ်ခန္ဓာကိုယ်တစ်ခုလုံးမှာတင်ထားတဲ့အကျိုးတွေဆိုတာမရှိစေနဲ့ညနာလေးကိုပြုံးပြီးတော့ heart chakra ရော crown chakra ရောဖွင့်ထားပေးပါတမန်နဲ့စတင်ပြီးတော့ healing ပေးပါမယ်
လက်ကလေးတွေဖြည်းဖြည်းလေးလှုပ်ပြီးတော့လက်ရှိပစ္စုပန်ကိုပြန်လာလို့ရပါပြီမျက်လုံးလေးတွေဖွင့်လို့ရပါပြီရှင် crown chakra ကနေပြီးတော့နောက်နှစ်အတွက် idea ကောင်းတွေအများကြီးရရှိပြီးတော့လက်တွေ့အကောင်းတွေအများကြီးပေါ်လိုက်ပါစေလို့ဆုတောင်းပေးပါတယ်ဆိုတော့ကျမတို့ကို2026ရဲ့ energy ဘက်ကိုသွားကြမယ်ပေါ့နော်အဲ့တော့ကျမ screen sharing လုပ်မယ် slide လေးနည်းနည်းလေးပေါ့နော်ပြီးလို့ရှိရင် breakout ပိုင်းကိုသွားကြမယ်ဆရာမကိုကျေးဇူးတင်ပါတယ်ဆရာမနဲ့နောက်ဆုံးပိုင်းကျမှပြန်တွေ့မယ်နော်ဟုတ်ကဲ့ပါ Okay. တော့ကျမရဲ့slide လေးတွေမြင်ရရဲ့လား မြင်ရပါတယ်ဒီချက် ရပါပြီ ဟုတ်ကဲ့အခုနောက်ပိုင်းကကြတော့ဆရာမက2025မှာမလိုအပ်တဲ့အရာတွေကိုရှင်းထုတ်ပေးခဲ့တယ်တချို့အရာတွေကိုလက်ခံပြီးတော့သွားကြမယ်တချို့တော့အရာတွေကိုအကုန်အပြီးတိုင်းကိုယ်စီကနေပြီးတော့ release လုပ်ခဲ့ပြီးပြီပေါ့နော်အဲ့တော့ဒီ2026ရဲ့ energy ကပထမအရင်ဆုံးမှာတော့ကလည်းရှင်းပြခဲ့တယ်အခုလည်းပဲဒီမှာသိစရာလေးတွေကို astrology ဘက်ကနေလည်းထပ်ပြီးတော့ရှင်းပြစရာလေးရှိလို့ပေါ့နော်အဲ့တော့ဒီ2026ကအားလုံးသိတဲ့အတိုင်းပဲမီးမြင့်နှစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ2026ရဲ့ energy ကသူကဒီ2026မှာကိုစိုက်ပျိုးလိုက်တော့အရာကိုစတင်ပြီးတော့လုံးဆောင်လိုက်တော့အရာအဲ့ဒီအရာကဘလောက်အတိုင်းတာအထိသွားမှလဲဆိုလို့ရှိရင်ကျမတို့6နှစ်တာကာလစလုံးအထိကိုအကျုံးဝင်နေပါပေါ့နော်ကိုကမျိုးစေ့တစ်ခုကိုစပြီးတော့စိုက်လိုက်တယ်အဲ့ဒီမျိုးစေ့ကနေပြီးတော့တီးလာတဲ့အသီးအပွင့်အခက်အလက်ဒီဟာရဲ့ energy ဒီကျမတို့နောက်တော့6နှစ်စာကာလစလုံးအထိကိုသူကထောက်လျှောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စတင်ပြီးတော့စိုက်ပျိုးတဲ့နေရာမှာအရန်ရေးကြည့်တယ်မှားတဲ့အပင်ကိုလည်းစိုက်လို့မရဘူးပြီးတော့ကိုယ့်ရဲ့ intention တွေကလည်းမှားယွင်းတဲ့ intention တွေနဲ့အလုံးလုံးလို့မရဘူးပေါ့နော်ဒါကြောင့်မို့လို့ဒီနောက်နှစ်ဒီ the beginning of year ဆိုတဲ့အတိုင်းပဲကျမတို့ energy ကိုပြန်လဲပြီးတော့အသစ်မွေးဖွားတဲ့အချိန်အသစ်ပြန်လဲပြီးတော့စတင်တဲ့အချိန်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမီးမြင့်နှစ်မှာကဘယ်လိုမျိုးတွေ collective မှာများသောအားဖြင့် energy ရှိနေမလဲပေါ့နော်တချို့လူတွေအတွက်ကတော့အရင်တိုက်ဆိုင်ခြင်းမှာတိုက်ဆိုင်ပဲဘာကြောင့်လဲဆိုတော့ဒါဒီ universe က energy တစ်ခုပဲလူတိုင်းမှာတော့ personal year ကွာတာကြီးရှိရပေါ့နော်ဒီအထူးသဖြင့်ကတော့ personal year 1တို့3တို့5တို့ပေါ့နော်ပြီးလို့ရှိရင်9လို့ပေါ့အဲ့လိုသမားတွေမှာပို့ပြီးတော့မှဒီ energy ပို့ပြီးတော့ပြင်းထန်တာမျိုးတွေ့ရတယ်ပေါ့နော်သို့တော်လည်းပဲဒီ the whole ပေါ့နော် universe တစ်ခုလုံးရဲ့ energy ကတော့ဒီ energy ကလုံးဝတက်ရောက်နေပါပဲဘယ်လိုမျိုးလူတိုင်းမှာဒီလို energy တွေရှိနေတတ်တယ်ဆိုလို့ရှိရင်အရန်ကိုမှ automatic ဖြစ်တယ်ပေါ့နော် automatic ဖြစ်တဲ့အကောင်းမြင်စိတ်တွေအရန်များတယ်လှုပ်လိုက်မယ်၊ကင်လိုက်မယ်ငါဘယ်လိုတွေအကောင်းနဲ့ပေါ်လိုက်မယ်ပေါ့နော်အဲ့လို energy တွေအရန်များနေတတ်တယ်အဲ့ဒါနဲ့တပြိုင်နက်တည်းကိုယ့်ရဲ့နောက်မှာဆွဲခေါ်လာတဲ့ opportunity တွေအခွင့်အလမ်းတွေလုံးမဲ့ကိုင်းမဲ့ဆိုတဲ့အရာတွေစသဖြင့်ဒါတွေကလည်းပဲအများကြီးတိုးပွားနေတဲ့အချိန်ကာလတစ်ခုဖြစ်တယ်နောက်တစ်ခုကအဲ့လိုလူတိုင်းရဲ့စိတ်ကလည်းပဲပေါ့နော်အရန်ကိုမှ strong mentality ဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့လိုစိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းပဲအရန်ကိုမှအားတွေအင်းတွေပြည့်နေတဲ့အချိန်ကာလတစ်ခုဖြစ်နေတတ်တယ်ပြီးတော့အရန် confident တွေရှိပြီးတော့မှဘယ်လိုလဲဆိုတော့ဒီမြင်းလိုပဲနောက်ကိုကြည့်မနေတော့ဘူးသူအရှိကိုပြေးဖို့ပဲတည်တာသူအရှိကိုလှုပ်ဖို့ပဲတည်တာအနောက်မှာအဲ့ဒီရဲ့အကျိုးဆက်တွေလည်းစဉ်းစားနေရတယ်မရှိဘူး
အဲ့ဒီနောက်မှာဘာတွေဖြစ်မလဲဆိုတာလည်းသူစိတ်မဝင်စားဘူးသူစိတ်ဝင်စားတာသူအရှိကိုပြေးဖို့ပဲစိတ်ဝင်စားတာအဲ့လိုမျိုးလူတိုင်းရဲ့စိတ်လူတိုင်းရဲ့ဒီ universe က energy မှာအဲ့လိုရှိနေတာအဲ့လိုရှိနေတော့ဘာတွေဖြစ်လဲဆိုတော့ဒီအရန်ပြင်းထန်တဲ့အရာတွေဖြစ်တာမျိုးတွေအရန်အဖြစ်ပြက်တွေဆိုလည်းအရန်မြန်တာအဲ့လိုအဲ့လိုမျိုးဖြစ်တာပဲအဲ့လိုဒီလူတွေတချို့ connection တွေဆိုလို့ရှိရင်လည်းတွေ့ပြီးခဏလေးပတ်ဆိုကွဲသွားပြန်ရောစသည်ဖြင့်အဲ့လိုကြုံတွေ့နေရတဲ့အရာဖြစ်နေတဲ့အရာတွေကလုံးဝအဲ့ things တွေကအရန်မြန်လုံးဝကြီးတဲ့ဟာမျိုးတွေပေါ့နော်ပြီးလို့ရှိရင်အရန်ပြင်းထန်တဲ့ energy မှာဆိုလို့ရှိရင်အဲ့လိုမျိုးမိသက်အရန်အားများလာတဲ့အတွက်မားရဲ့ energy အရန်များလာတဲ့အတွက်ကြောင့်မို့လို့ပရိပခတွေတအားများတာမျိုးတွေရန်တွေတအားဖြစ်တာပြဿနာတွေတအားလူတိုင်းရဲ့စိတ်တွေအရန် sensitive ဖြစ်တာမျိုးတွေပေါ့နော်ဒီလိုမျိုးတွေရှိနေတဲ့အချိန်တစ်ခုလည်းဖြစ်တယ်သူတို့စီမှာကတော့ creative power တွေအရန်အားကောင်းနေမယ်ပေါ့နော်ပြီးတော့ဒီအရန်တိုးတက်ချင်တဲ့စိတ်အောင်မြင်ချင်တဲ့စိတ်နှစ်တွေအကြာကြီးဒီ2025မှာဆိုအရန်တိတာရယ်ဘာဆိုဘာမှအကောင့်နဲ့ဖော်လို့မရခဲ့တဲ့အရာတွေအများကြီးရှိတယ်ကိုယ့်ရဲ့လှုပ်ချင်တဲ့အရာတွေကိုလက်မှန်ချခဲ့ရတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအစား2026မှာကျတော့ဘာဖြစ်လာလဲဆိုတော့အဲ့လိုအရန်တိုးတက်ချင်တဲ့စိတ်အောင်မြင်ချင်တဲ့စိတ်လှုပ်ချင်ကိုင်ချင်တဲ့စိတ်အဲ့လိုမျိုးစိတ်တွေကအရန်များလာတယ်ပေါ့အဲ့ဒီဟာနဲ့တပြိုင်နက်ဘယ်ရာမှလောကမှာအကောင်းကြီးပဲဆိုတာမရှိဘူးအဲ့ဒီရဲ့တစ်ချက်မှာ negative side ဆိုတာကလည်းရှိတယ်အဲ့တော့ကောင်းတဲ့အရာကိုကောင်းသလိုကိုကဆွဲယူသွားမယ်တိုးတော့ဆိုတဲ့အရာကိုလည်းပဲကိုကထိန်းညှိပြီးတော့သွားရတယ်ပေါ့နော်အဲ့တော့ဘလို့ challenge တွေလာလဲဆိုလို့ရှိရင်တော့ခုနမားရဲ့ energy ဖြစ်တဲ့ဒေါသတွေအရင်ကြီးတာတို့ပြိပခါတွေဖြစ်တာတို့ဒီဘာကြီးမှာဆိုလို့ရှိရင်လည်းပဲစစ်မှတ်တွေဖြစ်တာမျိုးတွေတို့ပေါ့နော်အရင်ကြမ်းတမ်းတဲ့ abuse ဖြစ်တဲ့ကိစ္စတွေဖြစ်တာမျိုးတွေကြမ်းတမ်းတဲ့အမှုရာတွေမှာလူပြီးတော့လူတိုင်းမှာပို့ပြီးတော့များလာတာမျိုးတွေပေါ့နော်ဒီလိုမျိုးတွေရှိတယ်ပြီးတော့ဘာဖြစ်လဲဆိုတော့ energy ban out တအားဖြစ်တာမျိုးပေါ့နော်အရင်လုံးမကိုင်မယ်တွေဖြစ်ပြီးတော့ဘာပဲဖြစ်ဖြစ် cleanse မဖြစ်ဘူးညီသက်မှုမရှိဘူး grounded လွတ်သွားပြီဆိုတာနဲ့အဲ့လိုက ban out စပြီးတော့ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လှုပ်တော့လှုပ်နေရဲဒါပေမဲ့တကယ်ရင်တွေကပျော်ရွှင်မှုအစစ်ကိုမခံစားရဘူးသွားနေရပဲတိုးတော်လည်းပဲအဲ့သွားနေတဲ့အရာကိုကိုအရာထင်တယ်သွားနေတယ်လို့မခံစားရဘူးဒါကြောင့်မို့လို့နောက်နှစ်မှာကျေးဇူးတရားကိုလုံးဝမမေ့ပါနဲ့ကိုလုံနိုင်တဲ့အရာလေးတစ်ခုရဲ့ပုံမှာကျေးဇူးတင်ပါ grounding ကိုလည်းလုံးဝမမေ့ဘူးလို့ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်တယ်လဲဆိုရင်နောက်ထပ် dark side တစ်ခုနောက်ထပ် challenge တွေကတော့ကိုယ့်ရဲ့စိတ်တွေကအရင်ထိန်းချုပ်ရခက်တဲ့အနေအထားတွေကိုရောက်ရှိတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ကိစ္စတတိလေးရစအရင် sensitive ဖြစ်တဲ့အိမ်မှာနည်းနည်းလေးပြဿနာတက်လိုက်တာနဲ့ထားပြီးရှူရှူရှဲရှဲလုပ်လိုက်တာမျိုးပေါ့နော်အဲ့ဒါတွေကဘယ်လိုလူတွေမှာအများဆုံးပို့ပြီးတော့တွေ့ရနိုင်တယ်လဲဆိုလို့ရှိရင်မိမိရဲ့ birth chart မှာ fire element အရင်များတဲ့သူတွေတို့ air element များတဲ့သူတွေတို့ပေါ့နော်သူတို့မှာအရင် control ရခက်တဲ့ပြဿနာတွေရှိတာမျိုးရှိတတ်ပါတယ်တခြားလူတွေမှာလည်းဒီ universe energy ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှိနိုင်တာပဲပေါ့နော်ဒီကဘာနဲ့ချီရဲ့အဖြစ်ပြက်တွေကိစ္စရက်တွေမှာဆိုလို့ရှိရင်လည်းပဲအရင်အပြောင်းလဲမြန်နေအဲ့လိုရွှေဈေးငွေဈေးဒေါ်လာဈေးအဖြစ်စသဖြင့်ဒါတွေအကုန်လုံးဒီအရင်အပြောင်းလဲမြန်တာမျိုးတွေပေါ့ဒီလိုမျိုးတွေရှိတတ်တဲ့အချိန်ကာလတစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ2026မှာကastrology ကနေပြီးတော့ major transit တွေဆိုလို့ရှိရင်တော့ဘယ်လို transit တွေရှိမလဲဆိုရင်ပါပေါ့နော်ဇန်နဝါရီ26ကျမတို့လာမယ့်ဇန်နဝါရီ26မှာ Neptune က Aries ထဲကိုဝင်သွားတယ်ပေါ့နော်အဲ့တော့ Neptune ဂျိုဆိုတာကသူကအဲ့လိုစိတ်ကူးရင်ဆန်တဲ့ဂျိုတစ်ခုပဲ imagination လုပ်တဲ့ဂျိုတစ်ခုပဲသူကသူ့ရဲ့စိတ်ကူးလေးထဲမှာပဲတူနေတာဘာမှမလုပ်ဘူးတိုးတော့ Aries ထဲကိုဝင်သွားတဲ့အခါမှာအဲ့ဒီစိတ်ကူးထဲမှာလူကမနေတော့ဘာဖြစ်လဲဆိုတော့အရှိကိုထွက်လာတယ်အဲ့ဒီစိတ်ကူးအကောင့်နဲ့ပေါ်ဖို့လက်တွေ့လှုပ်ဆောင်လာတဲ့ဟာမျိုးတွေအများကြီးပေါ်ပေါက်လာတတ်တယ်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ဒီအများကြီးပေါ့နော် past life ရဲ့ connection တွေဒီထွက်ပေါ်လာမဲ့နော် awakening ဖြစ်လာမဲ့ souls တွေတွေ့ဆုံရမယ့်ရေစက်တွေပဋ္ဌာန်းစက်တွေအဲ့ဒါမျိုးတွေအများကြီးကလည်းပဲပေါ်ထွက်လာမယ့်အချိန်တွေ့ရမယ့်အချိန်ဖြစ်တယ်တို့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီဟာတွေကခဏလေးနဲ့တွေ့ပြီးခဏလေးနဲ့ကွဲသွားတာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်တချို့လူတွေဒီကိုယ်သင်ခန်းစာပေးဖို့တည်တံ့ပဲကိုယ့်ရဲ့ soul ကိုပို့ပြီးတော့ mature ဖြစ်လာစေဖို့တည်တံ့ပဲတွေ့ဆုံကြတဲ့ connection မျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့က
ကိုယ်စိတ်ကူးထားတဲ့အရာတွေကိုလုံးမယ်ဆိုတဲ့ဘက်ကိုပို့ပြီးတော့ရောက်လာတယ်ပေါ့နော်ကိုတွေးတောထားတဲ့အရာတွေကလုံးမယ်ဆိုတဲ့ဘက်ကိုပို့ပြီးတော့ရောက်လာတာမျိုးတွေရှိတယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင် February 23 ရက်နေ့မှာတော့ကျမတို့ Saturn က Aries ထဲကိုဝင်သွားမှာပေါ့နော်အဲ့တော့ Saturn Aries return ပြန်လာတဲ့အချိန်ကာလဖြစ်တယ်ပြီးတော့ဒီ Neptune နဲ့ Saturn ကconjunction ဖြစ်တယ်ပေါ့နော်ဒီ conjunction ဖြစ်သွားပြီးတော့ဒီ Aries 0 degree မှာ conjunction ဖြစ်တယ်ဆိုတာ degree အစမှာသွားပြီးတော့ဖြစ်တာဆိုတော့ဘာဖြစ်လဲဆိုတော့ပို့ပြီးတော့တာဝန်ယူရတဲ့အပိုင်းတွေပို့ပြီးတော့များလာတယ်ပြီးတော့ Saturn Aries ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့စိတ်မြန်ဆန်တာဒေါသစိတ်တွေပြီးတော့အနောက်ကငင်းကိုအရှိလို့မောင်းလိုက်လို့ရှိရင်အနောက်ကသူ့နှစ်ဖားကျိုးလို့ဆွဲထားတဲ့ဟာမျိုးမရှိဘူးဆိုအဆင်မပြေဘူးအဲ့တော့ Saturn Aries ကသူ့ရဲ့ site တစ်ခုဒီအဲ့လိုပြန်ပြီးတော့ကိုကအရှိကိုသွားမယ်ဆိုတိုင်းမှာထိန်ပြီးတော့ကျွမ်းကျင်စွာနဲ့သွားနိုင်ဖို့တော့ကအရင်အရေးကြီးတဲ့အချိန်တစ်ခုဖြစ်တယ်ပေါ့နော် Saturn Aries ပြန်လာတဲ့အတွက်ကြောင့်မို့လို့ကိုကထိုင်နေလို့မရတော့ဘူးကိုဒီလုံးစရာရှိရအောင် action ယူပြီးတော့လုပ်ရမယ့်အချိန်တစ်ခုကိုလည်းရောက်လာတယ်ကိုယ့်ရဲ့တွေးတောထားတဲ့တွေးတောမှုတွေစိတ်ကူးရင်မှုတွေဖန်တီးမယ်ဆိုတဲ့အရာတွေဒါတွေအကုန်လုံးကိုကတကယ်လက်တွေ့အကောင့်နဲ့ပေါ်ပြီးတော့တွားရတယ်ပေါ့နော် Saturn ဆိုတာကဒါဒီတကယ်လက်တွေ့ action ယူတဲ့ planet တစ်လုံးလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးအစကနေပြီးတော့ပြန်ပြီးတော့တည်ဆောက်ရတဲ့အချိန်အစကနေပြီးတော့ပြန်လုပ်ရတဲ့အချိန်တစ်ခုကိုရောက်ရှိလာတာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Uranus ကကြတော့ April 25မှာ Gemini ထဲကိုဝင်သွားမှာပေါ့နော်အဲ့တော့ဒီနည်းပညာနဲ့ပတ်သက်တဲ့အရာတွေတို့เนาะဒီကမ္ဘာကြီးမှာAI နဲ့ပတ်သက်တဲ့အရာတွေစသည်ဖြင့်ဒီလိုမျိုးအရာတွေကလည်းအမတန်ကိုမှမြန်ဆန်လာမဲ့အချိန်အမတန်ကိုအပြောင်းလဲအများကြီးဖြစ်လာမဲ့အချိန်ပေါ့တိုးတက်မှုတွေလည်းအများကြီးဖြစ်လာမဲ့အချိန်ကာလတစ်ခုလည်းဖြစ်တယ်ဒီ Pluto's Aquarius ကလည်း2024ကဝင်ခဲ့တာပေါ့အဲ့တော့ overall ခြုံကြည့်လိုက်မယ်ဆိုရင်2026ရဲ့ energy ဟာမီးဓာတ်နဲ့လေဓာတ်အရင်ကြီးဆိုးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လူတိုင်းကအဲ့လို flip တွေဖြစ်နေတာပဲကဘာကြီးရဲ့အရွေ့မှာလည်းအဲ့လိုတွေ flip တွေဖြစ်နေတာပဲပေါ့အဲ့တော့ဘာအရေးကြီးလဲဆိုတော့ grounding အရေးကြီးတယ်လွတ်ထွက်မသွားဖို့အရေးကြီးတယ် unfat လို့ခေါ်တဲ့ကိုကျင်းစာတရားအရင်အရေးကြီးတယ်မေတ္တာတရားအရင်အရေးကြီးတယ်ပေါ့နော်ဒါတော့ဒီ2026မှာရှိနေတဲ့ဒီမှာပေါ့နော် major transit တွေရဲ့ energy တွေပဲ element တွေကပို့ပြီးတော့တရားမှုရှိလဲဆိုတာပြောတာအဲ့တော့ဒီလိုမျိုးကိုယ့်ရဲ့ birth chart မှာပေါ့နော် Aries ရှိရာ house တွေနော် Gemini ရှိရာ house တွေ Aquarius ရှိရာ house တွေအဲ့ဒီနေရာတွေမှာအထူးအပြောင်းအလဲဖြစ်တာမျိုးတွေဖြစ်ပါမယ် Aries ရှိရဲ့ house တွေဆိုလို့ရှိရင်အဲ့ဒီ house နဲ့ပတ်သက်တဲ့နေရာမှာကိုကစတင်ပြီးတော့တာဝန်ယူရတာစတင်ပြီးအကောင့်နဲ့ဘွားရှိရဲ့ဥပမာ Aries 4 house မှာရှိကြရဲဆိုလို့ရှိရင်ကိုကမိသားစုနဲ့ပတ်သက်ပြီးတော့စပြီးတော့တာဝန်ယူရတာမိသားစုနဲ့ပတ်သက်ပြီးကိုကလေတာတယောက်ပို့ပြီးတော့ဖြစ်လာတာဥဆောင်ရတဲ့အပိုင်းတွေလောက်ရတာရှိအကယ်၍ကိုကsecond house မှာရှိရဲဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့တာဝန်ယူရတဲ့အပိုင်းတွေလုပ်ရတဲ့အပိုင်းတွေပေါ့နော်ဒီလိုမျိုးကြီးရှိလာတယ်10 house ဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့ career ဒါနဲ့ပတ်သက်ပြီးတော့ကိုကစတင်ပြီးတော့တိဆောက်ရတာကိုမလုပ်ဖူးတဲ့ career တွေကို changes လုပ်ရတာအပြောင်းလဲလုပ်ရတာဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ Aries ကိုကြည့်ဆိုရဲ planet ကကြတော့ Mars ရဲ့ planet ဖြစ်တယ်ပေါ့နော် Mars ရဲ့ energy လွှမ်းမိုးမှုရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ Mars ရှိရာ house မှာလည်းပဲအပြောင်းလဲအများကြီးဖြစ်တာမျိုးတွေရှိတတ်ပါတယ်တော့နောက်နှစ်ရဲ့ energy က tarot နဲ့ချိတ်ဆက်ကြည့်မယ်ဆိုရင်တော့ပထမတစ်ခေါက်မှာကျွန်မပြောခဲ့တဲ့ magician ရဲ့ energy နဲ့လည်းချိတ်ဆက်မှုရှိတယ်လို့ပြောခဲ့တယ်ပေါ့နော်အခုလည်းပဲဒီ wheel of fortune ရဲ့ energy နဲ့လည်းပဲသူကဒီနှစ်ခုပေါ့နော် magician ရဲ့ wheel of fortune ရဲ့အဲ့ energy နှစ်ခုကဒီ2026ရဲ့ energy ကို representation လုပ်တဲ့ energy တွေဖြစ်နေတယ်ပေါ့နော်အဲ့တော့ year 1ဖြစ်တဲ့အတွက်ကြောင့်မို့လို့2026မှာဆိုရင် collective အနေနဲ့ကအပြောင်းလဲအများကြီးအဲ့လိုမျိုးတချို့ကြတော့ကောင်းတာလို့ရင်ကောင်းတာပြန်ပြီးတော့လေလာမဲ့ cycle တကယ်လို့မြဲကိုကလောက်ခဲ့တဲ့ကာမစ်တွေအများကြီးလောက်ခဲ့တယ်ဆိုလို့ရှိရင်လည်းပဲအဲနောက်နှစ်ကအလို cycle ပြန်လဲလာမဲ့နှစ်ပေါ့နော်အဲတချို့သူတွေကကြတော့စာသင်ခန်းထဲကိုရောက်ရှိလာမဲ့အချိန်ပေါ့နော်တချို့ဆိုတွေကစာသင်ခန်းထဲကိုရောက်လာမဲ့အချိန်စပြီးတော့စာသင်ရမဲ့အချိန်စတင်ပြီးတော့ကိုယ့်ရဲ့ life မှာမဖြေရှင်းရသေးတဲ့အထုပ်တွေ
ဖြည့်ရှင်းဖို့လိုနေတဲ့အရာတွေဒါတွေကိုစတင်ပြီးတော့ဖြည့်ရှင်းရမယ်အချိန်ကိုရဲ့ပြောရမယ်ဆိုကျောင်းစာတက်ရမယ်သူတွေလည်းရှိကြတယ်ပေါ့နော်အဲ့တော့ကျောင်းတက်လက်စသူတွေကလည်းပဲကိုယ့်ရဲ့အပြောင်းလဲတွေနောက်ထပ်ပြီးတော့ awakening ဖြစ်မဲ့အရာတွေခုနဆရာမပြောသလိုပေါ့နော်ထပ်ပြီး awakening ဖြစ်မဲ့အရာတွေကလည်းပဲထပ်ပြီးတော့ရှိနေဦးမှာပါအဲ့တော့တချို့ကကြတော့ကောင်းတဲ့အရာတွေအများကြီးလုပ်ခဲ့တဲ့သူတွေအတွက်ကြတော့ကောင်းတဲ့ cycle တွေအများကြီးပြန်လာပြီးတော့ရုတ်တရက်ပေါ့နော်ထီပေါက်တာတို့အဲ့လိုမျိုးကိုယ့်ရဲ့ဘဝကြီးကထင်မှတ်မထားလောက်တကယ်အပြောင်းလဲအကြီးဖြစ်သွားတာမျိုးလို့ပေါ့နော်ဒီဒိတ်ဘဝကတော်ဆက်ခဲ့တဲ့သူတွေနဲ့အချိန်ဆက်တွေရတာမျိုးတွေတို့ပေါ့နော်ဒီလိုမျိုးအရာတွေလည်းပြန်လာတာမျိုးရှိတယ်ပြီးတော့ဒီ The Magician ရဲ့ energy ရဆိုရင်တော့နောက်နှစ်မှာကျမတို့လုပ်ရမယ့်အရာတွေအကုန်လုံးကဖန်တီးမှုအမှုပညာရှိဖို့လိုတယ် skill ရှိဖို့လိုတယ်ကိုလုံးမဲ့အရာပေါ်မှာတကယ်အီယောနဲ့သွားနေလို့ရမယ့်အချိန်တခုမဟုတ်တော့ဘူးပေါ့နော်ကိုဘာလို့လုံးချင်တာလဲအဲ့လုံးချင်တဲ့အရာတွေတခုပေါ်မှာကိုဒီတကယ်စောင့်ချပြီးတော့ကျွမ်းကျင်ဖြစ်အောင် skillful ဖြစ်အောင်လုပ်ပြီးတော့သွားရမယ့်အချိန်ကာလတခုဖြစ်တယ်ပေါ့နော်အဲ့တော့တချို့ဒီspiritual vibe ဘက်မှာဆိုလို့ရှိရင်လည်း leader တွေအများကြီးပေါ်ထွက်လာတာမျိုးတွေရှိမယ်ဆရာသမားတွေကလည်းအဲ့ leader တွေကိုနေရာပေးရမယ့်အချိန်တွေရောက်ရှိလာတာမျိုးတွေလည်းရှိတတ်တယ်ပြီးတော့အဲ့လိုကိုယ့်ရဲ့ confidence ကလည်းအရင်ရေးကြည့်တယ်ပေါ့နော်ကိုယ်မှာ skill လည်းရှိရဖန်တီးမှုလည်းရှိရတိုးတော်လည်းပဲအဲ့ဒီဟာကိုထုတ်ပြရဲတဲ့တတိမရှိလို့လည်းမရဘူးအဲ့တော့ဗာလဲဆိုတော့ဝတ်ထားလို့အဆင်ပြေနေတဲ့အချိန်တခုမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့အရာကိုဒီ lesson ကမ်းဖို့ဖြန့်ဝေဖို့ယုံကြည်ချက်ရှိနဲ့ပြန်ပြီးတော့မျှဝေပေးဖို့လို့အချိန်ကောင်းနေလည်းဖြစ်တယ်ပေါ့အဲ့တော့ကိုလုပ်တဲ့အရာတခုရဲ့အပေါ်မှာအပြည့်အဝအာရုံစိုက်ပြီးတော့ဖန်တီးမှုရှိရမယ် skill ရှိရမယ်ယုံကြည်ချက်ရှိရမယ်ဒီအရာတွေနဲ့ကိုယ့်ရဲ့ full element နဲ့ချိတ်ဆက်ပြီးတော့မှကိုက2026ကိုဖြတ်တန်းသွားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ခုနအရေးကြီးရဲ့လို့ပြောခဲ့တာအဲနဲ့ fire နဲ့ element တွေကပို့ပြီးတော့2026 energy ကိုကြီးစိုးမှုရှိတဲ့အတွက်ကြောင့်မို့လို့ grounding root chakra ကအရင်ရေးကြီးရပေါ့နော်အဲ့တော့ဒီမှာgrounding လုပ်လို့ရတဲ့နည်းလေးတွေပေါ့နော်ဒါလေးတွေပြောပြထားရဲပေါ့ပထမဆုံးအနေနဲ့ grounding ကတော့အမျိုးမျိုးရှိကြတယ်ထုံးစံတိုင်းပဲroot chakra meditation တွေပါထိုင်တာမျိုးတွေလည်းရှိရပေါ့နော်ဒီထဲမှာကတော့ဘာလေးလုပ်လို့ရလဲဆိုလို့ရှိရင်မြေကြီးပေါ်မှာမတ်တက်ရက်ပြီးတော့မှအဲ့ဒီကဘာမြေကြီးရဲ့ energy နဲ့ကိုယ်ရဲ့ energy နဲ့ကိုချိတ်ဆက်တဲ့ grounding လုပ်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကိုဒီသိပ္ပံဒီရကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကျမတို့တဘာဝနဲ့နေတဲ့အချိန်မှာ anxiety အများကြီးကျပါတယ်ဥပမာမျိုးဆိုလို့ရှိရင်ကွန်ပျူတာတစ်လုံးကိုဖတ်ကြည့်လိုက်လို့ရတဲ့ခံစားချက်နဲ့တစ်ပင်ကိုဖတ်လို့ရတဲ့ခံစားချက်နဲ့မတူဘူးအဲ့တော့ဒီသုံးနေတဲ့နည်းပညာတွေကလည်းအရင်တိုးတက်လာတဲ့အချိန်ကိုအဲ့တော့အများကြီးလေ့လာရတာတွေလည်းရှိတယ်ပြီးတော့ဒီနည်းပညာနဲ့ချိတ်ဆက်ထားတဲ့အရာတွေမှာရှိနေတဲ့ energy တွေကြောင့်မို့လို့ကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကပို့ပြီးတော့တိုးတက်လာတာမျိုးရှိတယ်အဲ့ဒီခါမျိုးမှာကိုကတချို့ဆိုလို့ရှိရင်လေအဲ့လိုညဘက်တွေအဲ့လိုဖုန်းတွေကြည့်ပြီးတော့ depression တွေဝင်တာမျိုးလို့အဲ့လိုကွန်ပျူတာခန်းတွေမှာတအားအလုပ်လုပ်ရတဲ့သူတွေကိုကြည့်လို့ရှိရင်သူတို့ကအရင်ပို့ပြီးတခြားသူတွေထပ်ပို့ပြီးတော့ပင်ပန်းတယ်လဲတဲ့တောထဲမှာလုံနေတဲ့သူတွေကိုကြည့်လို့ရှိရင်သူလောက်မပင်ပန်းဘူးပေါ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီလျှက်စစ်ပစ္စည်းတွေပေါ့နော်ကျမတို့သုံးနေတဲ့နေ့စဉ်သုံးနေကြတဲ့တီထွင်ထားတဲ့အရာတွေအဲ့ဒီအရာတွေကနေပြီးတော့ထွက်တဲ့ဒီ magnetic wave တွေအားလေအဲ့ဒီဟာတွေကကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ depression hormone စိတ်ဖိစီးမှု hormone အဲ့ဒါကိုအရင်တိုးစေတယ်အဲ့အတွက်ကြောင့်မို့လို့ဘာလို့ရလဲဆိုလို့ရှိရင်တဘာဝနဲ့ထွက်ပြီးတော့ထိတ်ဆက်ရတာမျိုးတွေရှိတယ်ပြီးလို့ရှိရင်ဒီတစ်ပင်ကိုဖတ်ပြီးတော့ဒီ grounding ယူတာမျိုးပေါ့နော်ခြေဒီမြေကြီးပေါ်မှာခြေဖလာနဲ့လက်လျှောက်တာမျိုးလုပ်ရပါတယ်ဒါဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင်တနေ့ကို10မိနစ်လောက်ပဲရှောက်ကြည့်ရင်တော့မှာပဲကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီစိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းကိုကျစေတဲ့ anxiety ကိုကျစေတယ်ပေါ့နော်ဒါက grounding လုပ်ဖို့ကိုကပေါ့လိုအပ်တဲ့အချက်လေးနောက်တစ်ခါကျတော့ five sense ဆိုတာကအဲ့လိုအရန်နေကိုကအာယုံတွေအရင်ထွေးနေမှာပေါ့နော်။လုံးစရာတွေအများကြီးလုံးချင်တဲ့အရာတွေအများကြီးအဲ့လိုမျိုးတွေနဲ့ထွေးနေတဲ့အချိန်မှာဘာရေးကြီးလဲဆိုတော့ကိုယ့်ရဲ့အာယုံကိုကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ sensation တွေကိုပြန်ပြီးအာယုံစိုက်တဲ့ grounding method ပေါ့နော်။မြင်နေရတဲ့အရာထိလို့ရတဲ့အရာကြားနေရတဲ့အသံရှူနေတဲ့အနက်
ကိုကြိုက်နေတဲ့တော့အရာတစ်ခုခုဒါမှမဟုတ်ရေဖြစ်ဖြစ်ရေပေါ့အဲ့လိုမျိုးကိုယ့်ရဲ့အာယုံအပြင်ကိုရောက်နေအာယုံကိုကိုယ့်ရဲ့အာယုံ၅ပါးနဲ့ချိတ်ဆက်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြန်ခေါ်တာလေဒါလည်း grounding တစ်နည်းပဲပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်တဘာဝကနေပြီးတော့ရတဲ့ပစ္စည်းတွေအဲ့ဒီအရာတွေကိုကိုယ့်ရဲ့လက်ထဲမှာစုပ်ကိုင်းထားတာမျိုးလေးပေါ့နော်လိုမျိုး crystal လေးတွေဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေအဲ့လိုမျိုးလေးတွေစုပ်ကိုင်းထားလို့ရတယ်ခန္ဓာကိုယ်မှာလိုမျိုးလေးအဲ့လိုမျိုးလေးပို့ပေးလို့ရတယ်ပေါ့နော်ဒါလည်း grounding ယူတဲ့တနည်းပဲပြီးတော့အိပ်ဆက်ချိန်ပေါ့နော်အိပ်ဆက်ချိန်ကိုပြပြပပအိပ်ဖို့လိုတယ်နောက်ထပ်အဲ့လိုမျိုးအရန်ဟိုပါပေါ့နော်ဟိုစိတ်ဖိစီးလာတာမျိုးကိုလုံခြုံမှုမရှိဘူးလို့ခံစားရတာမျိုးဆိုလို့ရှိရင်လေးတဲ့ဆောင်းနည်းနည်းလေး weight ရှိတဲ့ဆောင်းအဲ့ဒီ weight ရှိတဲ့ဆောင်းလေးကိုခြုံပြီးတော့အိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်လည်းပြန်ပြီးတော့ကိုယ်ဒီ grounding ဖြစ်စေတယ်ပို့ပြီးတော့နှွေးထွေးမှုလုံခြုံမှုပြန်ပြီးတော့ရရှိစေရပေါ့နော်ပြီးတော့လို့ရှိရင်တော့ cold water therapy လို့ခေါ်တဲ့ရေအေးလေးနဲ့ပေါ့နော်ရေဓာတ်နဲ့ထိတွေ့လိုက်တာဥပမာရေပြေးချိုးလိုက်တာမျိုးဒါမှမဟုတ်ရေတောက်လိုက်တာမျိုးဒါမှမဟုတ်ရေရှိတဲ့နေရာမှာသွားပြီးတော့ခဏလောက် relax လုပ်လိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရတယ်နောက်တစ်ခုကတော့ breath work ပါအသက်ရှူတာပါအသက်ရှူရတဲ့ grounding ကိုဖြစ်စေရပေါ့နော်ဒါလေးတွေကတော့ grounding လုပ်လို့ရတဲ့အမတ်သက်တွေပါဆိုတော့ဒါကဒီ2026မှာကြီးစိုးနေတဲ့အရာတွေဖြစ်နိုင်ခြေရှိတဲ့အရာတွေနဲ့လွတ်မသွားဖို့တတိကရမယ်အရာလေးတွေပေါ့နော်အဲ့တော့ဒီတိရောဘာလေးမေးဖို့ရှိပါသေးတယ်လဲဟုတ် ဟုတ်ကဲ့ဟိုပါလေမြေကြီးပေါ်မှာမတည့်ရတာကလေအဲ့ဒါကဒီမှာကျတော့ဟိုကွန်ကရစ်လုံးလေးပဲရှိတယ်အဲ့လိုမျိုးရတယ်ဟိုလိုမျိုးမြေသားလိုမျိုးမရှိဘူးအလည်းလည်းကောင်ကကွန်ကရစ်ကိုခင်းထားတော့လေအဲ့လိုမျိုးဆိုရင်ရပါမသိဘူး အဲ့လိုမျိုးကတော့ဟိုမရဘူးလို့ပဲပြောရမှာပဲပေါ့နော်မြေကြီးပေါ်မှာကပို့ပြီးတော့အဆင်ပြေတယ်ဟုတ်မြေကြီးပေါ်မှာရက်တာပို့ပြီးတော့အဆင်ပြေအကယ်လို့အဲ့လိုမျိုးကိုကမြေကြီးမရှိဘူးဆိုလို့ရှိရင်တော့တစ်ပင်တော့ရှိရလေတစ်ပင်ကိုဖတ်လိုက်ပါဟုတ် ဟုတ်ကဲ့ရှင် တခြားသူတွေရောမေးစရာရှိပါသေးသလား Okay မရှိဘူးဆိုလို့ရှိရင်ကျမတို့slide လေးရှင်းပြတဲ့ဟာလေးပြီးတော့ပြီပေါ့နော် ဆရာမကတစ်ခုလောက်မေးချင်လို့လေ ဟုတ်ကဲ့မိပါဟုတ် ခုနကပြောတာလေဟို1359ကနန်းနေရာသတိထားရမယ်ဆိုတာဟိုပို့ပြီးတော့ဟိုဖြစ်တယ်ဆိုတာလေအဲ့ဒါ birthday date ကိုပြောရလားဘာကိုပြောရလဲမသိဘူးဆရာ အဲ့ဒါကဟောပေါ့နော်မွေးတဲ့ရက်ကမွေးရဲ့လရယ်အဲ့နှစ်ခုကိုအရင်ပေါင်းလိုက်ပေါင်းပြီးတော့ရင်နံပါတ်1နဲ့ပြန်ပေါင်း ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ အဲ့ဒါကျမမွေးတဲ့နေ့ရယ်မွေးတဲ့လရယ်နံပါတ်1လည်းပေါင်းအောင်ပါနော် ဟုတ်ဟုတ်ဟုတ်မွေးတဲ့ရက်ကထားပါတော့9ရက်ထားမွေးရဲ့လကတစ်လပိုင်းဆိုလို့ရှိရင်9နဲ့1နဲ့ပေါင်းတော့6နဲ့1နဲ့ပြန်ပေါင်းလိုက်တော့9ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ personal year က2026တော့9ဖြစ်နေတာပေါ့အဲ့လိုမျိုး personal year အတွက်နေပါမွေးတဲ့ရက်ရယ်မွေးတဲ့လရယ်အဲ့နှစ်ခုကိုပေါင်းပြီးတော့နံပါတ်1နဲ့ပါ ဟုတ်ဆရာမဟုတ် တောင်းလဲများရပေါ့နော် တောင်းလဲများတာနော်ဟုတ် ဆိုတော့slide တွေကြောင်းရှင်းပြီးသွားပြီဆိုတော့ကျမတို့ဟုတ်ပြောပါ 3 ရတယ်တချင် 3လည်းပါတယ်နံ ဘာ ပါတ် ဖြစ်တာလဲမသိဘူးတချင်မကြားလိုက်လို့အဲ့ဒါဘာဖြစ်တာလဲမသိဘူးတချင် ခုနကဒီ personal ဒီ horse year မှာဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေပြောခဲ့အဲ့ဒီအခြေအနေတွေအကုန်လုံးဒီခုနပြောရင်1တို့3တို့5တို့ပေါ့နော်နံပါတ်9တို့အဲ့လိုလိုမျိုးတွေမှာပို့ပြီးဖြစ်တတ်တယ်လို့ပြောတာ ဟုတ်ကဲ့ဟုတ်ကဲ့ ပြီးရင်ကိုယ့်ရဲ့ဘက်ချက်မှာ fire element များတဲ့သူတွေ air element များတဲ့သူတွေအဲ့လိုလိုမျိုးတွေမှာလည်းအဲ့လို changes တွေအများကြီးဖြစ်နိုင်တယ်လို့ပြောတာကဟုတ် ရပါတချင် Okay ဒါဆိုလို့ရှိရင် တခုမေးရသေးတာဟုတ်ကဲ့ ဟုတ် မေး ဆရာ ပါ လေးဒီမှာကမိုးစက်ကြီးတွေရယ်ပြီးတော့ဒီမှာကဒီ2025မှာ champion ရှင်နဲ့ပြတော့အန်က issue ပါတော့အဲကြတော့
နောက်တစ်နှစ်ကလည်းfire လို့မို့ဘာဖြစ်လို့အန်ကားတွေပါဆိုတော့လေrelease လုပ်ဖို့ကကြောနည်းနည်းပိုခတ်သွားမယ်ထင်တယ်နော် ခုနကတော့ဆရာမ rally လုပ်တော့တခါလေးထည့်လုပ်လိုက်လို့ရတယ်ဟုတ်တကယ်လို့ကအဲ့လိုမျိုး rally ဖြစ်တတ်တဲ့သူဆိုလို့ရှိရင်ကိုယ့်ရဲ့angle ဖြစ်တဲ့ဟာကိုပေါ့နော်ထိန်းချောင်းပေးနိုင်တယ်ခုန grounding method တွေအဲ့ဒါတွေကိုသုံးပါပြီးတော့လို့ရှိရင်တစ်ခုခုလုံမယ်ကြောမယ်စိတ်ဆိုးမယ်ဇန်တိုင်းမှာဘာလဲဆိုတော့ရေပေါ့နော်ရေဓာတ်ကိုစောင့်ပါဥပမာအဖြစ်စိတ်တွေတိုးလာပြီဆိုရေပြေးတောက်လိုက်ပေါ့နော်ဒါမှမဟုတ်ဘူးအရင်အဲ့လိုစိတ်တွေ rush ဖြစ်နေပြီဆိုလို့ရှိရင်ခဏလေးနားပြီးတော့ရာသီဥတုအခြေအနေကိုကြည့်ပါတော့ကြည့်ပြီးတော့ရေလေးပါလေးချိုးလိုက်အဲ့ဒါဆိုရင်ခဏကိုဒီရေထဲနဲ့ပြန်ပြီးထိတွေ့တယ်ဆိုလို့ရှိရင်တော့ grounding ပြန်ဖြစ်တယ်အေးဟုတ်ပြီးတော့ညီမကတန်းဟောက်ရဲ့ဟုတ် MC ရဲ့မှာ Avis ဆိုတော့လေAvis ကအဲ့တန်းဟောက် MC မှာတော့ကြဆိုတော့သူကအလုံးနဲ့ပဲပို့ပြီးတော့အဲ့နာမှာစိတ်နေနဲ့ပို့ထိုင်ရမလို့ဖြစ်တော့မယ်ထင်တယ်နော်အလုံးပြောင်းလဲဒီမှာသောတာအဲ့ပိုင်းတော့ပဲပို့ဖြစ်မယ်ထင်တယ်ဒီမှာပေါ့နော်ဟုတ်အလုံးနဲ့ပတ်သက်တဲ့အပြောင်းလဲတွေပို့ပြီးတော့ဖြစ်တာပေါ့နော်ပို့ပြီးတော့များတာမျိုးတို့ပြီးလို့ရှိရင်အဲ့ဒီအလုံးနဲ့ပတ်သက်တဲ့နေရာထိုင်ခင်းတွေမှာကိုယ့်ရဲ့ဒေါသစိတ်ကိုပို့ပြီးတွေ့ရတာမျိုးတို့ပေါ့ဒါမျိုးလေးတွေရှိတတ်တယ်ဟုတ်ကဲ့ပါကျေးဇူးပါရှင့်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာရှိနေတဲ့ fire element ထဲမှာမကောင်းတဲ့ negative fire element တွေကို cleansing ခဏလေးလုပ်မယ်2မိနစ်လောက်3မိနစ်လောက်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတတောင်တတဖြစ်တဲ့နေရာမှာနေရာယူပေးပါပြီးတော့ရင်မျက်လုံးလေးမှိတ်ပြီးတော့မှဒီကလာတဲ့အတန်းလေးပေါ့နော်ဒါလေးကိုကျမတို့ action shiva ရဲ့ energy နဲ့အတူတူခဏလေးမကောင်းတဲ့ negative မိဓာတ်တွေကိုပေါ့နော်ဖြတ်စည်းကြမယ်ဟုတ်करचरणकृतं वा कायजं कर्मजं वा श्रवणनयनजं वा मानसं वा पराधं वा विहितमविहितं वा सर्वमेतत्क्षमस्व जय जय करुणाब्धे श्रीमहादेव महादेव करचरणकृतं वा कायजं कर्मजं वा श्रवणनयनजं वा मानसं वा पराधं वा
सर्वा सर्वमेतत्क्षमस्व जय जय करुणाब्धे श्री महादेव शम्भो Hello ဖြည်းဖြည်းချင်းစာဖွင့်လို့ရပါပြီ။ ကဲပါကျမတို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့မကောင်းတဲ့ fire element တွေမကောင်းတဲ့ညင်ဆိုးတွေအချင်းဆိုးတွေဒါတွေအားလုံးကိုရှင်ရှိဖာရဲ့မြတ်တာတော့ energy နဲ့တူတူ destroy လုပ်လိုက်ပြီးတကယ် energy remove လုပ်ပြီးပြီပေါ့နော်အဲ့တော့အခုကျမတို့ fire element နဲ့ချိန်ဆက်တဲ့အသက်ကလေးခဏရှူရမယ်7မိနစ်လောက်ပဲပေါ့နော်ဒါလေးပြီးသွားလို့ရှိရင်ဆရာမနဲ့အတူတူမြတ်တာ healing ပေးပြီးပါရင်ကျမတို့နားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ခဏလေးကျမတို့အသက်ကလေးရှူကြမယ်ပေါ့နော်အဲ့တော့စတင်ပြီးတော့အသက်ရှူမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့နေရာထိုင်ခင်းလေးကိုတခြားလေးပြင်ပေးပါဒီထဲမှာတချို့နိုင်တဲ့သူတွေအလိုက်လုပ်ပါအကယ်၍မနိုင်ဘူးဆိုလို့ရှိရင်ရက်လိုက်လို့ရတယ်ပေါ့နော်ရေပါတောက်ထားရဆိုလို့ရှိရင်လည်းပဲတတိလေးထားပြီးဖြည်းဖြည်းချင်းကိုယ့်ရဲ့နှုံးနဲ့ကိုယ့်ရဲ့ rhythm နဲ့ကိုလိုက်ခဲ့လို့ရတယ်မောလာပြီဆိုလို့ရှိရင်ရက်လိုက်လို့ရတယ်ကျမတို့ရဲ့အာယုံဒီဘယ်နာမှထားရမလဲဆိုရင်ကျမတို့ solar plexus ရှိတဲ့နေရာဒီရေညွန့်ရဲ့အောက်ကလေဒီအရှိုက်နေရာပေါ့နော်အရှိုက်နေရာဝင်ချက်ပေါ့အဲ့နေရာလေးတစ်ဝိုက်ကိုအာယုံပြုတ်ချက်ကနေပြီးတော့အပေါ်လက်သုံးလက်မလောက်ရှိတဲ့နေရာပေါ့အဲ့နေရာလေးကိုအာယုံလေးပြုတ်ပြီးတော့မှဒီရှူလိုက်တဲ့လေဒီရှူလိုက်တဲ့ energy ဒီမိမိရဲ့ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ဒီမီတာကိုထိဆက်ပြီးတယ်မီတာကိုနှိုးဆွပေးတယ်ဆိုတော့ဒီနေရမယ်အဲ့တော့ဒီအသက်ရှူတဲ့ဟာလေးကိုလိုက်လုံးနိုင်တယ်သူတွေလိုက်လုံးကြပါအကယ်၍မနိုင်ဘူးဆိုလို့ရှိရင်ရက်ခဲ့ပါတိုးတော့အရေးကြီးတာကခန္ဓာကိုယ်ကိုဇောတွေအကုန်လုံးကိုရှေ့လျှော့ထားလိုက်ပါဆိုတော့စတင်ကြမယ်မိမိရဲ့ခန္ဓာကိုယ်ကိုတတောက်တတလေးဖြစ်တဲ့ပုံစံမှာနေရာယူပါမျက်လုံးလေးမှိတ်ထားပြီးတော့အသက်ကိုနှစ်ချက်ခွဲရှူမယ်နှစ်ချက်ခွဲရှူပြီးတော့တစ်ချက်ထုတ်မယ်ပေါ့နော်ဘယ်လိုရှူမလဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဒီအတန်တော့ကြားလာလို့ကျွန်မလုပ်ပြမယ်ထုတ်တဲ့အချိန်မှာနှာခေါင်းရောပတ်ဆက်ရောနှစ်ခုစလုံးကနေပြီးတော့ထုတ်လိုက်လို့ရတယ်ပေါ့နော်ဒီနည်းလေးနဲ့အသက်ရှူမှာဖြစ်ပါတယ်ဆိုတော့ဒီအထူးသဖြင့်မိမိရဲ့ဇက်ပိုးတွေခုတ်တွေအဲ့နေရာတွေမှာလုံးဝအကြောတွေတင်းထားတာမျိုးမရှိပဲနဲ့ဖြေလျှော့လိုက်ပါစပါမယ် စက္ကန့်အနည်းငယ်အတွင်းစတင်ပါတော့မယ် Get ready 3 2 1
ချိန်ပြတော့မယ် in 3 2 1 relax ပုံမှန်အတိုင်းရိုးရိုးလေးပဲဆက်ရှုထားမယ်အသက်ကိုတဝါကြီးရှူသွင်းပြီးတော့အောင့်ထားမယ် in 3 2 1ဘိုက်ကြွက်သားတွေကိုတောင့်ထားမယ် exhale and relax Get ready for the second round. In 3, 2, 1. Chain pyramid in 3, 2, 1 relax ရိုးရိုးလေးပဲဆက်ရှုထားမယ်
အသက်ကိုတဝါကြီးရှူသွင်းပြီးတော့အောင့်ထားမယ် in 3 2 1 ဗိုက်ကြွက်သားတွေကိုတောင့်ထားမယ် exhale and relax မိမိရဲ့အာယုံတွေကိုကြားနေရတဲ့အတန်ကိုအာယုံပြုကြည့်ပါရှူနေရတဲ့နှာခေါင်းထဲမှာတိုးလာတဲ့အနံ့ဒါလေးကိုအာယုံပြုကြည့်ပါမိမိရဲ့ခန္ဓာကိုယ်နဲ့အခုလက်ရှိထိုင်ထားတဲ့နေရာနဲ့အထိအတွေ့အာယုံကိုအာယုံပြုကြည့်ပါဒီလုံးလေးကိုဖွင့်ပြီးတော့မိမိရဲ့ရှေ့မှာမြင်နေရတဲ့အရာပေါ်မှာအာယုံပြုလိုက်ပါခန္ဓာကိုယ်ကိုစတင်ပြီးတော့လုပ်လို့ရပါပြီဆိုတော့ကျမတို့ရေလေးတွေတောက်လို့ရပြီပေါ့နော်ရေလေးတောက်ပါရောင်းကတော့3 round အထိမသွားတော့ဘူးဘာဖြစ်လို့လဲဆိုတော့အချိန်လည်းတည့်နေပြီမို့လို့ပေါ့နော်ဒီ breath ဟာဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာရှိရဲ့ fire element နဲ့ချိတ်ဆက်ပေးပြီးတော့ပါကိုလုံးမဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ motivation တွေပို့ပြီးတော့ဖြစ်စေတယ်ပို့ပြီးတော့စိတ်အာရုံရှင်းလင်းမှုတွေကိုပို့ပြီးတော့ရစေရပေါ့နော်ဆိုတော့ဆရာမနဲ့အတူတူအခုနောက်ဆုံးအပိုင်းလေးပေါ့နော်ကျမတို့ grounding လုပ်ပြီးတော့မှမေတ္တာ healing ပေးရင်တဲ့ session လေးကိုအဆုံးသတ်ကြမယ်ပေါ့နော်အဲ့တော့ဆရာမမင်္ဂလာပါဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဆရာမနဲ့စတင်ပြီးတော့ဒီ heart chakra နဲ့ပတ်သက်တဲ့ healing လေးပေးမယ်ပေါ့နော်ဆိုတော့ဒီ9 မိနစ်လောက်ကလေးပဲတန်ပါတော့တယ်အားလုံးအိတ်ချင်နေပြီလားတော့မသိဘူးဒီချိန်မှာကိုယ့်ရဲ့အတွင်းအာယုန်တွေကမိမိရဲ့အနာဟတ chakra လို့ခေါ်တဲ့ heart chakra မှာအာယုန်ထားပေးပါပြီးလို့ရှိရင်အတကို၄ စက္ကန့်ရှုမယ်ခန္ဓာကိုယ်ထဲမှာခဏလေးအောက်ထားမယ်စက္ကနေပြီးတော့ရှုထုတ်လိုက်ပါရှုထုတ်လိုက်တဲ့အချိန်မှာဟာဆိုတဲ့အတန်နဲ့တူတူရှုထုတ်မယ်ပေါ့နော်နောက်ထပ်တစ်ချိန်အသက်ကိုတဝကြီးရှုသွင်းလိုက်ပါအစုပ်ထဲမှာခဏလေးအောက်ထားမယ်ရှုထုတ်လိုက်ပါမိမိရှုထုတ်တဲ့အချိန်မှာမိမိခန္ဓာကိုယ်ထဲမှာရှိနေတဲ့မကောင်းတဲ့ negative energy တွေမကောင်းတဲ့ကျမတို့ကိုဆွဲချနေတဲ့အမှုအကျင့်တွေအကျဉ်းဆိုးတွေဒါတွေအကုန်လုံးကိုကလုံးဝကိုယ်ခန္ဓာကိုယ်ထဲကနေအပြီးစွန့်ထုတ်လိုက်တယ်ဆိုတော့ intention နဲ့အတူတူအသက်ကိုရှုထုတ်ပြမယ်ပေါ့နော်နောက်ထပ်တစ်ချိန်ကောင်းသောအရာတွေ universe ထဲမှာရှိတဲ့အကောင်းဆုံးသောအရာတွေကိုရှုသွင်းကြမယ်ခန္ဓာကိုယ်ထဲမှာခဏလေးတွေကောင်းတဲ့အရာတွေကို embodiment လုပ်ထားမယ်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ negative energy တွေနဲ့ trade လုပ်မယ်မကောင်းတာတွေကိုဆွတ်ထုတ်ပြမယ်နောက်ထပ်တစ်ချိန်ရှုသွင်းပါမယ်ခန္ဓာကိုယ်ထဲမှာခဏလေးအောင့်ထားမယ်ရှုထုတ်လိုက်ပါ
ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ grounding ကိုပြန်လဲရောက်ရှိသွားပြီဆိုလို့ရှိရင်မျက်လုံးလေးကိုမှိတ်ပြီးတော့မျက်နှာလေးကိုပြုံးထားပေးပါဆရာမနဲ့အတူတူ heart chakra ကို healing ပေးမှာဖြစ်ပါတယ်တန်လေးနားထောက်ပြီးတော့ခန္ဓာကိုယ်ကိုလုံးဝ0 set တင်ပါလုံးဝနေတက်နေတဲ့အစမှာကိုယ်ဒီအသက်ရှူတာကလွယ်ပြီးတော့ဘာမှမလုပ်ပါနဲ့စိတ်ကိုလုံးဝ open လုပ်ထားပြီးတော့ငြိမ်ငြိမ်လေးမျက်နှာလေးကိုပြုံးပြီးတော့ဒီ energy လေးကိုခံစားပေးပါ
လက်ကလေးတွေလုပ်ပြီးတော့မိရဲ့ပြစ္ဆုတ်ပံကိုပြန်လာလို့ရပြီနှလုံးလေးတွေဖွင့်လို့ရပါပြီဒါလေးနှစ်ဖက်ကိုပို့ပြီးတော့မှညက်မျက်လုံးလေးပေါ့တင်ပြီးတော့ညက်တောင်လေးဖက်နှစ်ချက်လောက်ဖက်လိုက်ပါဒီကောင်းကနေပြီးတော့ဒီကောလုံးကိုတချပေးပါကျေးဇူးတင်ပါတယ်ဆရာမ ကျေးဇူးတင်ပါတယ်ရှင်ဆရာမလည်းကျေးဇူးတင်ပါတယ်နော်ပြီးတော့ဒီစီစဉ်မှာပါဝင်ပေးကြတဲ့အားလုံးကျေးဇူးများတင်ပါတယ်ရှင်တစ်ခုတော့ပြောချင်တာကလေဒီ release လုပ်ထားတဲ့လူတွေအနေနဲ့ပေါ့နော်မနေ့ကကြားလို့ရှိရင်လေပုံမဝတ်တော့တဲ့အဝတ်အစားပဲဖြစ်ဖြစ်အသုံးဆောင်ပဲဖြစ်ဖြစ်တစ်စုံလောက်ပေါ့လေစွန့်ပေးပါနော် ဟုတ်ကဲ့ပါ နောက်ပြီးကြလို့ရှိရင်ခေါင်းကနေခေါင်းစားခြေဆုံးပေါ့နော်စားနဲ့ပုတ်ပြီးတော့ရေချိုးပေးပါ ဟုတ်ကဲ့ပါ ကဲပါအားလုံးကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ ဟုတ်ပါ ဟုတ်သူတို့မှာကျွန်တော်ကတော့ decluttering လုပ်ဖို့လည်းမမေ့ပါနဲ့ channel မှာလည်းတင်ပေးမယ် decluttering လုပ်ဖို့ပေါ့နော်ကျမတို့ဒီအလုပ်ကိုအဓိကပတ်သက်ရှာပေးနေတဲ့နေရာတွေကိုအဓိကကိုယ့်ရဲ့ energy corner လုပ်တဲ့နေရာတွေပေါ့နော်တချို့ကအိတ်ခမ်းဖြစ်ကောင်းဖြစ်မယ်တချို့ကကိုယ့်အတွက်နားနေတဲ့နေရာလေးဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒီနေရာလေးတွေမှာတန့်ရှင်းလုပ်ဖို့အတွက်မမေ့နဲ့ပေါ့နော်ကျမတို့တချို့တော့ negative energy တချို့တော့မလိုအပ်တဲ့ဟာတွေကပြီးထားခဲ့ရမှာပါအဲ့တော့ဒီ2026ကိုဖြတ်တန်းတဲ့နေရာမှာတချို့ကိုအတွက်မလိုအပ်တဲ့သစ္စာရှိမှုတွေကိုထားပါတယ်တချို့သစ္စာရှိမှုတွေကကိုယ့်အတွက်တကယ်မလိုအပ်ပါဘူးကိုယ့်ရဲ့အစွဲကြောင့်ကိုယ့်ရဲ့ဘယ်လိုပြောလဲကိုပြန်ပြီးတော့ခြေနေတဲ့ကြိုးတွေကိုယ့်ရဲ့ level ကိုပြန်ဆွဲနေတဲ့ကြိုးတွေဖြစ်နေတတ်တယ်နော်အဲ့တော့တချို့သစ္စာရှိမှုတွေကမလိုအပ်ဖ ೇನೆ မထားပါနဲ့ထားစရာရှိတဲ့သစ္စာရှိမှုထားပါပြီးရင်ကိုယ့်ရဲ့ element ကိုချိတ်ဆက်ပြီးတော့မှ2026ကိုသွားပါgrounding လုံးဝမလုပ်ပါနဲ့မေတ္တာတရားလည်းမလုပ်ပါနဲ့ကျေးဇူးတရားကိုလည်းစောင့်ပြီးတော့သွားပါလို့မှာချင်ပါတယ်ပြီးတော့မေးစရာလေးတွေရှိတယ်ဆိုလို့ရှိရင်ဒါလေးစောင့်ပြီးပါနော်